ချင်းမြေမှုန်တဲ့လူရဲ့ဘဝဟာမရေရာဘူးယာယီခိတ္တလောကအေးတဲ့အချိန်တန်ပြန်ထွက်သွားရမယ်ခန္ဓာကြွေလွင်ခဲ့ရင်တင်းရဲ့ဝိညာဉ်ပဲစီလေထာဝရခရီးအတွက်လမ်းတစ်ခုရှိနေတယ်အိုးနာတည်ခြင်းတဲ့လူအနေစာတရားတွေကိုယ်တိုင်ပဲလူသည်ဖျားမဟုတ်မြေမုံကလာချိန်တန်မြေမုံသွားရမှာ